ကလေးတို့ရဲ့ဒီချက်နဲ့အမေကတော့ဒီချက်ယူဖြစ်ပါတယ်ဒီချက်ယူရဆိုလို့ချင်းဒီနေ့11တိချာလေးတွေကိုတွက်ပြသွားမှာဖြစ်ပါတယ်အရှယ်တို့ဒီနေ့ဗာလေးတွက်ပြသွားမလဲဆိုလို့ချင်းစာမျက်နှာစစ်မှာရှိတဲ့နံပါတ်2လေးကိုတွက်ပြသွားမှာပဲဖြစ်ပါတယ်မနေ့ကအဆက်ကလေးပေါ့နော်အဲဆိုဒီချက်တို့နံပါတ်2လေးကဘာအကြောင်းအရာပြောထားဆိုတာကြည့်အောင် using the remainder theorem ကိုအသုံးပြုပြီးတော့ find the remainder အကျွင့်တက်မှုကိုရှာပေးပါပြောချင်တဲ့သဘောကကလေးတို့ရေအကျွင်းတီဟိုတန်းကိုသုံးပြီးတော့အကျွင်းတံမိုးရှာခိုင်းတာပဲဖြစ်ပါတယ်အဲဆိုဒီရှယ်တို့နံပါတ် 2A လေးကိုစပြီးတော့သွားရအောင်ဖြစ်ပါတယ်အဲ့မှာနံပါတ် 2A လေးကဘာပြောထားလဲဆိုရင် 5a square plus 7a plus 9အဲ့ဒါကို is divided by x plus 1 x plus 1လေးနဲ့စားပြရမှာဖြစ်ပါတယ်ဒီ polynomial ကိန်းနဲ့ကြီးကို x plus 1နဲ့စားပြရမှာဖြစ်ပါတယ်ဒါကြောင့်ဒီရှယ်တို့ဒီ remainder theorem ရဲ့ထုံးစံအတိုင်းဒီပေးထားတဲ့ polynomial ကိန်းတန်းကြီးကို f4a လို့တည်လိုက်ပါမယ်ဒီမှာဖြစ်တဲ့အတွက်ဒီချေတို့ဒီရှေ့မှာဗာထည့်ပြရမယ်လက်ထည့်ပေးပါမယ်ဒါကြောင့် let f4 is equal to 5a square plus 7a plus 9အဲ့ဒီအခါမှာဒီချေတို့ဒီစားတဲ့အကြောင်းလေးစာလေးနဲ့ရေးပြရပါမယ်ရေးတဲ့အခါမှာဒီချေတို့ဒီကွက်ကိုရေးစရာမလိုပါဘူးဒီထဲကနေပြန်ကောက်မှာဖြစ်ပါတယ်1ဒီ polynomial ကိန်းတန်းလေးကိုဒီချေတို့ဒီ f4a လို့တည်တဲ့အတွက်1 f4a is divided by x plus 1အဲ့ဆိုအဲ့လိုလေးရေးလိုက်ပါမယ်1 f4a is divided by x plus 1 x plus 1လေးနဲ့စားမယ်အဲ့ဒီခါမှာဒီချေတို့ဒီ x plus 1လေးကို0နဲ့ညီလိုက်တဲ့အခါမှာ x တန်ဖိုးဒီဘယ်လောက်ရမလဲ -1 as a remainder ဒီ f4 -1 ဒါကြောင့် the remainder equal to f4 -1 တခါတည်းမြင်ဒီချေတို့ရေးလိုက်ပါမယ်မမြင်ဘူးဆိုလို့ချေဒီပေးထားတဲ့ဟာလေးကို0လေးနဲ့ညီလိုက်လို့ရလာတဲ့ x တန်ဖိုးဒီ remainder တန်ဖိုးဖြစ်ပါတယ်အဲဆို the remainder equal to f4 -1အဲဆို x နေရာလေးမှာဘာဖြစ်သွားပြီလဲသူ့ရဲ့တန်ဖိုးဒီ -1 ဖြစ်သွားပြီအဲ့အတွက်ဒီချေတို့ဒီ f4 မှာရှိတဲ့ဒီ x နေရာလေးတွေမှာဘာစားသွင်းမလဲ -1 စားသွင်းမယ်စားသွင်းကြအောင်5 minus 1 the whole square plus 7 minus 1 plus 9အဲ့ဆိုဒီကျတော့ဒီ minus 1နဲ့ထပ်ဒီဘယ်လောက်ရမလဲ plus 1 နဲ့ 5 နဲ့မြောက်တဲ့အခါမှာ5 7နဲ့ minus 1နဲ့မြောက်တဲ့အခါမှာ minus 7 plus 9အဲ့ဆိုရင်ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာ40တည်းက7အောင်တော့သူ့ရဲ့ဖြစ်ဒီဘယ်လောက်ရမလဲဆိုရင်7ရမှာဖြစ်ပါတယ်အဲ့ဆိုဒီကျတော့နံပါတ် B လေးကိုဆက်သွားရအောင်နော်နံပါတ် B လေးမှာဆိုလို့ချင် -82 plus 3a square minus 7x is divided by x minus 2 -82 plus 3a square minus 7a ကိုဘာနဲ့စားခိုင်းလဲဆိုရင် x minus 2နဲ့စားခိုင်းတယ်ဒါကြောင့်ဒီချေတို့ဒီဆော့ဆော့ရမှာပုံစံလိုပဲပေးထားတဲ့ရှေ့က polynomial ကိန်းတန်းကိုဘာလို့တည်လိုက်မလဲ f4a လို့တည်လိုက်မယ်ဒါကြောင့် let f4 is equal to -82 plus 3a square minus 7a ဆော့ဆော့တော့လိုပဲစားတဲ့ဟာလေးကိုစာလေးနဲ့ဖော်ပြပါမယ်ဒါကြောင့်ဒီချက်တို့ဒီနေရာလေးမှာဘာစားသွင်းမလဲ f4 a စားသွင်းမယ်ဒါကြောင့်1 f4 is divided by x minus 2 x minus 2လေးနဲ့ဒီ f4 ကိုစားပါမယ်အဲ့ဒီခါမှာဒီချက်တို့ remainder ဘယ်လောက်ရမလဲခုနလိုပဲချမတွက်ခနဲ့စိတ်ထဲကနေပြီးတော့ဒီချက်တို့တွက်ကြအောင် f4 minus x minus 2 0နဲ့ညီလိုက်တဲ့အခါမှာ x တန်ဖိုးဘယ်လောက်ရမလဲ2ရမယ်အဲဆိုဒီချက်တို့ remainder လေးဒီ f4 2အဲဆိုဒီချက်တို့ဒီ2လေးကိုဒီ f4 မှာရှိရဲ့ x နေရာလေးတွေမှာအစားသွင်းကြအောင်မှာအဲဆို minus က minus x နေရာမှာ2စားသွင်းမယ်ဆိုတော့2 plus 3 2အစားသွင်းမယ်2 square minus 7ဒီနေရာလေးမှာ2အစားသွင်းမယ်အဲဆိုဒီချေတို့ဒီ8ကျူဒီ2ကျူဒီဘယ်လောက်ရမလဲ8အဲဆို minus 8 plus 2 square ဒီဘယ်လောက်ရမလဲ4နဲ့3နဲ့မြောက်တဲ့အခါမှာ12 minus ဒါလေးမြောက်လိုက်လို့ဆိုဘယ်လောက်ရမလဲ40အဲဆိုဒီချေတို့ဒီအနှုတ်ချင်းပေါင်းမယ်အဲကျတော့ minus 22 တွေက plus တွဲကိုနှုတ်လိုက်တဲ့အခါမှာဒီချေတို့ဘယ်လောက်ကျန်မလဲ minus 10လေးကျန်မှာဖြစ်ပါတယ်ဒါဒီနံပါတ် B လေးဖြစ်ပါတယ်နောက်နံပါတ် C လေးကိုဆက်သွားကြအောင်နံပါတ် C ကဘာကိုပြောထားလဲဆိုရင်
2a2 plus 3a square plus 5 is divided by x minus 1 by 2ဒီ 2a2 plus 3a square plus 5ကိုဘာနဲ့စားခိုင်းလဲ x minus 1 by 2နဲ့စားခိုင်းပါတယ်ဒါကြောင့်ဒီကျဲတို့ဒီစောစောတော့မှာပုံစံလေးအတိုင်းပဲပေးထားတဲ့ဒီ polynomial ကိန်းတန်းကိုဘာလို့ဒီလိုက်မလဲ f4a လို့ဒီလိုက်ပါမယ်ဒါကြောင့် ln f4 is equal to 2a2 plus 3a square plus 5အဲ့ဒါကိုစားတာလေးကိုရှယ်လို့စာနဲ့ဖော်ပြပါမယ်ဒီနေရာလေးကိုဘာထည့်မလဲ f4a အဲ့ဆိုလို့ချင်း1 f4a is divided by x minus 1 by 2 x minus 1 by 2ဆိုတော့ကလေးတို့ရေခုနကချဲလောက်ခိုင်းတယ်လို့လုပ်လိုက်လို့ကျ remainder တန်ဖိုးလေးဒီဘယ်လောက်ရမလဲ f4 1 by 2ဘာလို့လဲဆိုတော့ x တန်ဖိုးx minus 1 by 2 0နဲ့ညီလိုက်တဲ့အခါမှာ x တန်ဖိုး1 by 2ဖြစ်တဲ့အတွက် remainder တန်ဖိုးလေးဒီ f4 1 by 2အဲ့ဒါဆိုရင်ဒီ share တို့ဒီ x တန်ဖိုး1 by 2ဖြစ်တဲ့အတွက် f4 မှာရှိရဲ့ x နေရာလေးတွေမှာ1 by 2လေးအစားသွင်းကြည့်အောင်အဲ့ဒါဆိုရင်2 1 by 2 the whole cube plus 3 1 by 2 the whole square plus 5အဲ့မှာဒီချက်တို့ဒီ2က2ပဲ1 by 2 2อ่ะဘယ်လောက်ရမလဲ1 by 8 plus 3ဒီကောင်လေးကဘယ်လောက်ရမလဲ1 by 4 plus 5ဒီမှာဒီချက်တို့ကျင်းလို့ရအောင်နော်နှစ်တက်လေးနှစ်လေးလေး8အဲ့ဆို तू ကဘယ်လောက်ပဲကျန်မလဲ1 by 4ဒီမှာသူတို့နှစ်ခုမြောက်လိုက်တဲ့အခါမှာ3 by 4 plus 5အဲ့ဆိုဒီချက်ကိုပုံမိုင်းခြေဘယ်လောက်ယူမလဲပုံမိုင်းခြေ4လေးယူလိုက်ပါမယ်4အဲ့အတွက်သူ့ကိုမြောက်ဆရာမလို့1သူ့ကိုလည်းမြောက်ဆရာမလို့3သူ့ကိုကျတော့ဒီချက်တို့အောက်ကို4နဲ့မြောက်အပေါ်ကိုလည်း4နဲ့မြောက်အဲ့ဆို4 5လီ20အဲ့ဆိုဒီချက်တို့အပေါ်မှာပေါင်းလိုက်ရင်ဘယ်လောက်ရမလဲ24အောက်မှာ4ရှိပါတယ်အဲ့ဆို4 6လီ24အဲ့ဆိုရင်နံပါတ် C အဖြေလေးဒီ6ဖြစ်ပါတယ်အဲ့ဆိုရင်ချက်တို့ဒီနံပါတ် T လေးကိုဆက်သွားကြည့်အောင်နံပါတ် T လေးကဘာကိုပြောထားလဲဆိုလို့ချင်းနဲ့နံပါတ် T လေးကဘာကိုပြောထားလဲဆိုလို့ချင်းသူက 6x power 6 minus x power 6 minus 6x power 4 plus 12x square minus 50 is divided by x plus root 2ဒီမှာဆိုလို့ချင်း x power 6 minus 6x power 4 plus 12x square minus 50ကိုဘာနဲ့စားခိုင်းလဲ x plus root 2နဲ့စားခိုင်းတာဖြစ်ပါတယ်ဒါကြောင့်ဒီချေတို့ဒီစောစောတော့ပုံစံလေးအတိုင်းပဲဒီရှေ့မှာရှိရ polynomial ကိန်းတန်းလေးကို f4a လို့တည်လိုက်ရအောင်ဒါကြောင့် ln f4 is equal to x power 6 minus 6a power 4 plus 12a square minus 50ဒါလေးကို x plus root 2နဲ့စားတဲ့ဟာလေးကိုကျဲတို့ဒီဘာနဲ့ရေးလိုက်မလဲစာလေးနဲ့ရေးလိုက်ပါမယ်ဒါကြောင့်ထုံးစံတိုင်းပါပဲ1 f4 is divided by ဘယ်လောက်လဲ divided by x plus root 2အဲ့ဒါဆိုရင်ဒီကျဲတို့ဒီ remainder ဘယ်လောက်ရမလဲစဉ်းစားကြည့်အောင်ပါ x plus root 2ကိုဒီကျဲတို့ဒီ0နဲ့ညီလိုက်လို့ချင်ရင် x တန်ဖိုးဘယ်လောက်ထွက်မလဲ minus root 2ဒါကြောင့် remainder ဒီ f4 minus root 2ဖြစ်ပါတယ်အဲ့ဆိုဒီကျဲတို့ x နေရာလေးမှာသူ့ရဲ့တန်ဖိုး minus root 2ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီ f4 မှာရှိတဲ့ဒီ x တွေနေရာမှာဘာအစားသွင်းမလဲ minus root 2လေးအစားသွင်းမယ်အဲ့ဆို minus root 2 power minus root 2 the whole power 6 minus 6 minus root 2 the whole power 4 plus 12 minus root 2 the whole square minus 50ဒီရှယ်တို့ဒီဒါလေးကိုရှင်းလိုက်မယ်ဒါလေးကိုရှင်းလိုက်တဲ့အခါမှာဘယ်လောက်ရမလဲဆိုလို့ချင်း root 2 6ထပ်ဒီနှစ်3ထပ်နဲ့အတူတူပါပဲနှစ်3ထပ်ဒီဘယ်လောက်လဲဆိုရင်8ဒီမှာဆိုလို့ချင်းဒီကျဲတို့ဒီ minus ပေါ်တင်ထားတဲ့ထညောဒီစုံကိန်းဆိုရင်အပေါင်းရမယ်မာကိန်းဆိုရင်အနှုတ်ရပါမယ်အဲဆိုစုံကိန်းလေးဆိုတော့အပေါင်းပဲပြန်ရပါတယ်ဒီမှာကျတော့ဒီကျဲတို့ဒီမှာ minus ပေါ်မှာတင်ထားတဲ့ထညွန်လေးဒီစုံကိန်းဆိုရတဲ့ကျဲတို့ဘာပဲပြန်ရမလဲအပေါင်းနဲ့အနှုတ်နဲ့မြောက်လိုက်တဲ့အခါမှာလက္ခဏာလေးဒီဘာပဲရမလဲအနှုတ်ဒီမှာဒီ root 2 လေးတက်ဒီ2နှစ်ထပ်နဲ့အတူတူပါပဲဒါကြောင့်2နှစ်ထပ်ကဘယ်လောက်လဲ4နဲ့7နဲ့မြောက်တဲ့အခါမှာ24နောက်ဒီမှာဆရာမတို့ဒီ minus ပေါ်မှာ
စုံကိန်းဆိုလို့ရှိရင်ဘာပဲပြန်ထွက်မလဲ plus ပြန်ထွက်မယ်အဲဒါဆို plus နဲ့ plus နဲ့မြောက်တဲ့အခါမှာလည်း plus ဒီမှာကျတော့ share တို့ဒီ root 2နှစ်ထပ်ဒီ2နဲ့အတူတူပါပဲဒါကြောင့်စနစ်နဲ့2နဲ့မြောက်တဲ့အခါမှာစနစ်နဲ့4 22မှာ4 minus 50အဲဆိုရ minus 24နဲ့ plus 24နဲ့ j ဒီမှာဆိုလို့ချင်း15ရ8ကိုတော့ဘယ်လောက်ကျန်မလဲ minus 7 okay အဲဆိုဒီချေတို့နံပါတ် d လေးပြီးသွားရင်เนาะ e လေးဆက်သွားကြအောင်နံပါတ် e อ่ะဘာပြောထားလဲ x power 4 minus တဲ့ 2x squared plus 6 is divided by x တဲ့ x power 4 minus 2x squared plus 6ကိုဘာနဲ့စားခိုင်းလဲ 8နဲ့စားခိုင်းတယ်ဒါကြောင့်ဒီချေတို့ဒီထုံးစံအတိုင်းပေးထားတဲ့ polynomial ကိန်းနဲ့လေးကိုဘာလို့တည်လိုက်မလဲ f4a လို့တည်လိုက်ပါမယ် e let f4 is equal to x power 4 minus 2x squared plus 6တို့ဘာနဲ့စားမှာ8နဲ့စားမှာဒါကြောင့်စာလေးဆရာမတို့ဘယ်လိုရေးလိုက်မလဲဆိုလို့ချေ1 f4 is divided by x အဲ့အတွက် remainder ဘယ်လိုရမလဲတချို့တို့စဉ်းစားကြည့်အောင်ပုံမှန်ဆိုလို့ချင်းတချို့တို့ဒီစားခိုင်းတဲ့ကောင်0နဲ့ညီရအဲ့ဆိုတချို့တို့8ကို0နဲ့ညီလိုက်ရင် remainder ဒီဘယ်လောက်ရမလဲ f4 0ပုံမှန်ဆိုရင်တချို့တို့ဒီစားခိုင်းတဲ့ကောင်တွေကို0နဲ့ညီလိုက်လို့ထွက်လာတဲ့ x တန်မိုး remainder နဲ့ယူတယ်ဒီမှာဒီ x တလုံးနဲ့ပဲရှိရသူ့ကို0နဲ့ညီလိုက်တဲ့အခါမှာ remainder ဒီဘယ်လောက်ထွက်လာလဲဆိုရင် f4 0အဲ့ဆို remainder ဒီ f4 0ဖြစ်တဲ့အတွက် x တန်ဖိုးသေးဒီဘယ်လောက်လဲ0အဲ့ဆိုဒီချေတို့ဒီ0လေးကိုဒီမှာရှိတဲ့ x နေရာလေးတွေမှာအစားသွင်းမယ်အဲ့ဆို0 power 4 minus 2 0 square plus 6 0 power 4ဒီဘယ်လောက်လဲ0 0 square ဒီ0 0နဲ့2တန်းမြောက်တဲ့အခါမှာဘယ်လောက်လဲ0နောက်ကဘာကျန်နေလဲ plus 6အဲ့ဆိုရင်သူတို့ရှင်းလိုက်တဲ့အခါမှာဘယ်လောက်ရမလဲ6ဒါလေးဒီရက်ဒီနဲ့တွက်ပြတဲ့ဟာလေးဒီဘာလေးတွေလဲဆိုရင်နံပါတ်2ရဲ့ A B C D E အပုံလေး5ပုံဖြစ်ပါတယ်ချဲတင်ကြားတဲ့ဟာတွေကိုအစကနေအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ချဲတင်တာလေးကိုသဘောကျရင် subscribe လုပ်ပေးကြပါအောင်ရှင်